Okay, soဒီနေ့ကပြီးသွားပြီပေါ့နော်ပြီးသွားပြီတော့3လေးပြီးသွားပြီလေးညလေးပြီးသွားပြီပေါ့နော်ပြီးသွားပြီမျက်နှာလေးရှိပြန်လာပြီးတော့ပိုက်စားရတယ်စားနေလို့ပေါ့နော်အဲ့ဒါမှသိရတော့ပြီးပြီးတဲ့လေးပါတော့အင်္ဂလိပ်နဲ့ဒီပြပါကိုအဓိကအားရပါပေါ့နော်ဒီကျန်တဲ့နှစ်ပြပါတော့တိတ်အားမရဘူးပေါ့နော်အဲ့ဒါဆိုတော့ဒီရဲ့အင်ပြမှုရှိတော့ပေါ့နော်ဆိုအင်ပြန်ခင်ကျန်တဲ့နှစ်ပါကိုအဆောင်မှာပဲထားရလောက်သွားမယ်ပြီးသွားနဲ့အင်ပြန်ပြီးတော့နားပါပေါ့နော်ဆိုတော့ဒီနေ့ကျရင်ပြန်သွားပါမယ်ဆိုတော့စမ်းသပ်ကြည့်ပြပါဦး Today is my first day exam. The subject is English, so the focus in English too. Okay, so my exam rule is the Panya Tho. Don't yang is the Tin Chang Ni Ja Sam. Okay, Bobby. Okay, easy people be accepted. Okay, so then have a bit of essay, and then how many grammar? So I count this. ချင်းတော့ဘောပါကြတော့လင်းငွေပါပေါ့နော်ဒီနေ့တော့လည်းတော့နေတော့ညတာတော့ပေါ့နော်ဒီမှာတကယ်ချင်းရအဲ့ဒါပြောအမှဆုံးဒီအကြောင်းရောက်ပါတယ်အကြောင်းရောက်တော့အဲ့ဒီအခန်းကကြတော့ဒီခညာထုံးပေါ့နော်ခညာထုံး305ဆိုအဲ့ဒီအခန်းမှာကျတော့တင်ချာမကြပါပေါ့နော်ဆိုတင်ချာမကြဆောင်မှာသွားတယ်ဆိုတတိယထက်3တက်ရှိပေါ့နော်ဆိုတတိယထက်မှာကြာဆိုတတိယထက်အခန်းဒီထောက်ဆောင်ခံပြီးပေါ့နော်305မှာကျတော့ခုံနံပါတ်ကိုအဲ့ဒီမှာကက်လိုက်ခုံနံပါတ်ကိုသုံးကြည့်လိုက်တော့တကယ်ချင်းကနံပါတ်ခုံနံပါတ်က303ကိုက306တော့203ကိုကကြောင့်206ကြည့်ကြည့်လိုက်တော့203တော့တန်းနဲ့ဖြစ်နေဖြစ်နေဟာကြအဲ့ဒါနဲ့ခုံသွားရှာတဲ့ဟာကြတော့ကိုတကယ်ချင်းနဲ့ကိုနဲ့ကတန်းနဲ့ဖြစ်နေရောနော်ဆိုတော့အဲ့ဒါဆိုတော့ surprise ပဲဒီကနေ့ရောက်အရန်ကိုမှပြီးတော့တခါမကြုံဘူးပေါ့နော်တကယ်ချင်းနဲ့တူထားရတယ်ဆိုတော့အဲ့တကယ်ချင်းနဲ့တူထားရပေါ့နော်အခုကကြောင့်မိသားလေးကအကုန်မယူတာ office to office တစ်ခုပဲရောထားတယ်နော်အဲ့ကြောင့်မို့ everything is okay ဒါတစ်ခုပဲပေါ့နော်အတင်းတော့လာမှာအရှိကအဲ့ဒီမှာရှိမှထိုင်နေတရားပေါ့နော်အဲ့ဒီတရားကကျတော့ဘယ်လိုအနဲ့အတက်ပေါ့နော်အရင်နည်းနည်းစိုးရပေါ့နော်အဲ့ဆိုအရင်ချိုးပြရထင်ပါတယ်အဲ့ဆိုလေးတောင်ခေါင်းနေတော့မူသွားတယ်ပေါ့နော်သူအနေနဲ့ကြောင့်အဲ့ဒီထိုင်လိုက်ပြီးတော့သွားပြီးငါတို့နေခေါင်းလိုက်လာမသိဘူးဆိုပြီးတော့အဲ့ဒါလေးကောင်းဆုံးဖြည့်ဆိုနိုင်ခဲ့ပါတယ်အချိန်တစ်ဝက်ပြီးတော့မှအစီအစာရရပေါ့နော်အစီကိုစာရေးရဲစာရေးပြီးတော့9မိနစ်လောက်ကြာတော့စစ်ပြီးသွားပြီခါတော့အများကြီးစစ်ဖြစ်ပြီးစာရေးပြီးသွားခါတိုင်းစစ်ချင်တော့အများထွက်တာတွေ့တယ်အများထွက်ချင်တာစစ်ဖြစ်တော့အဲ့နဲ့တကယ်ချင်းစောင်းနေနဲ့ပြန်လာပါပြီဆိုတော့မော်ပြီရွှေမကြီးလေးစားပါမယ်ဒါပြီးရင်ဟောလို့ဆောင်မယ်ခောက်စလို့ဆိုင်ကောင်းမယ် Today is the second day and paper ဖြေမှာပေါ့နော် paper physics မှာကြောက်ဖြစ်မှာပါတယ် so today how is this one so I'm ready for this ဒီလိုလေးဒါပါတယ်ဒီရပါတယ်ခဲ့ပါ okay so now let's go and before and after so okay before one after ဂျာနေဘယ်လိုလဲစမ်းနေပါမယ်ဆိုတာစောင့်ကြည့်ကြမယ် okay but okay so today weather is not good ဒီနေ့ကတော့မနေ့ကတော့တိတ်စမပြီးမနေ့ချက်ပွားလာဆိုရင်ဒီကုန်းကတော့နေနေနာပါဆိုတော့အဆန်1နဲ့ဆန်2ဆန်1ကတော့အဆင်ပြေပေမဲ့အဆန်2ကကြာလုံးဝမကြည့်ပါဘူးအဲ့ဆိုဆန်2ကလုံးဝမရပါဘူးအဲ့ဆိုဒီနေ့ကတော့လေနည်းနည်းလေး not bad အဲ့လိုဖြစ်နေရောနော်ဆိုတော့1ကလည်း quality ကလည်းကြည့်ရအောင်အဲ့ဆိုနေကျင်တော့အဆင်ပြေပါအောင် paper 1မှာတင်ကြားရှင်းပါ okay so paper 2ကို I think okay အဲ့ဆိုရင်မကြိုက်တွေ့မယ်Hello morning guys so ဒီနေ့က day 3ပေါ့နော် so day 3ကကြတော့major ရဲ့ paper 2ပေါ့နော် so ဒီ paper 2ကကြတော့မှတော့အရင်ပြောစရာမရှိဘူးဟိုပိုင်နိုင်တဲ့ paper လေးဖြစ်တယ်ရန်လည်းရပြီးသားဆိုတော့အကောင်းဆုံးဖြေခဲ့ပါပေါ့နော်ဆိုတော့ဖြေဖို့အတွက် ready ပါဆိုတော့double calculator ရဲ့စံအိမ်ရဲ့ answer case ရဲ့ ruler ရဲ့ I'm ready ပါ so ဒီနေ့က black color လေးပေါ့နော်black color လေးဒီ color လေးကအောက်ကမှထမင်းလေးနဲ့ so today I'm fake is this one so အပြင်နဲ့ဖြစ်တဲ့ဘာသာလေးကျန်တော့ပေါ့နော်တစ်ဘာသာပြီးသွားလို့ရှိရင်သူက3ရက်ပိတ်မယ်3ရက်ပိတ်ပြီးတော့မှနောက်ထပ်8ကိုမှသူကနောက်ထပ်2ဘာသာဆက်ဖြစ်မှာပေါ့နော်ဆိုတော့ဒီဘာသာပြီးသွားရင်နောက်ထပ်2ဘာသာဆိုရင်အေးစစ်စစ်ဖြစ်ပါပြီဆိုတော့ that's it
နေလေးဒါအကောင်းဆုံးဖြစ်နိုင်တယ်မျိုးလေးပါတယ်အဲဆိုတော့ဒီဒါက before ပေါ့နော် before exam နဲ့ after exam ကိုပြင်ကြည့်ကြမယ် Okay come back ဒီနေ့တက်သေးကတော့စင်တီပင်းနဲ့ပြီးသွားပါပြီစက်ထားတဲ့ကုန်ပါတယ်ပြီးတော့တစ်ခုကလေဒီနေ့မနေ့မှာကန်ကောင်းစွာနဲ့တငယ်ချင်းအဆောင်သွားတော့အဲ့မှာဘာဖြစ်လဲဆိုကိုမကြည့်ထားတဲ့အပုပ်ပေါ့နော်ကိုမကြည့်ထားတဲ့အပုပ်နှစ်ပုပ်ရှိနေအဲ့ဒီဟာကဒီ assignment တင်တော့ကမိထားတဲ့ဟာအဲ့ assignment တင်တော့မိထားတဲ့ဟာကိုပြန်ပြီးမယ်လို့ချက်ပြောတာပေါ့နော်အဲ့ဒါကိုကလည်း assignment တင်တော့စာရွက်ကမရှိတော့ဆိုတော့မကြည့်ဖြစ်ဒီမနေ့ကျတော့သူကနေပြီးပြန်ပြီးတော့ဒီနှစ်ပုပ်ကြည့်လိုက်ဆိုတော့လွယ်တာနဲ့ကြည့်လိုက်ပေါ့နော်ဆိုတော့အဲ့နှစ်ပုပ်တည်းတစ်ပုပ်ပါသွားတယ်အဲ့ဆိုတော့တပုတ်ကိုကောင်းချင်နိုင်ခဲ့ပေါ့နော်ဆိုတော့ yes ဒီနေ့ကတော့အဆင်ပြေပေါ့နော်ဆိုမနေ့ကထက်ဆိုင်တော့ပိုပြီးအဆင်ပြေမနေ့တော့ငါကကြာတော့နည်းနည်းလေးဘယ်လိုပြောလဲခါရေးရေးပြည့်နေရပါတော့ဒီနေ့က day4 ဒီက paper နဲ့ဆိုရင် paper 3ပေါ့နော် paper 3 teacher နေရာကအရင်စိတ်ကောင်းတယ်အပုတ်တွေလည်းယူရတယ်ဆိုတော့ဒီနေ့တော့အကောင်းဆုံးဖြစ်နိုင်တယ်ဒီနေ့ပေါ့နော်ဆိုတော့ဒီတော့ဆက်ကြောင်းသွားပါမယ်ဒါပြီးလို့ရှိရင်ကျောင်းက3ရက်ပိတ်တယ်ပေါ့နော်3ရက်ပိတ်မှာ2ခါလာပြင်မှာဆိုတော့ဒီအိမ်ပြန်ပါမယ်အိမ်မပြန်ခင်မှာစာပြီးပါလေးတော့ပါပေါ့ဒီမှာအိမ်ပြန်သွားမယ်အိမ်မှာအေးစင်းလာပြီးတော့လာပြီးနေကိုတေချာဖြတ်တန်းပြီးမှပြန်ပြီးနောက်ထပ်ပါလာဖတ်ကြည့်ပါနော်